ကြာစိုက်လိုက်ရ9လခွဲလောက်စိုက်လိုက်ရတယ်အားလုံးပေါင်း9လခွဲပေါ့နော်ကလုံးက2ပတ်vest day က2လခွဲပြီးတော့ဒီ flowering ကကြတော့အားလုံးပေါင်း2လနဲ့တစ်ပတ်6ပတ်ဝင်ချင်ပေါ့နော် string ကနည်းနည်းကြာ6ပတ်ဝင်ချင်တော့9ပတ်ဝင်ချင်ဆိုတော့ဟိုက vestage မှာအကြာကြီးထားတာပေါ့နော် vest day မှာအကြာကြီးထားတာ ဘယ်လောက်ကြာ2လခွဲကလုံးအပင်ငယ်တဲ့အချိန်နဲ့ပေါင်းရင်တော့3လလောက်3လနီးပါလောက်ဖြစ်သွားတယ်3လနီးပါဆိုတော့အဲ့ဒီမှာရောအဲ့ vestage မှာအဲ့အပင်ကို3လလောက်ကိုဘယ်လိုထိန်းထားလဲ3လလောက်ကိုဘယ်လိုထိန်းထားလဲဆိုတော့အဓိကတော့အပင်ကိုကျွန်တော်တို့အားစီးကျွေးတဲ့ပုံစံရယ်ရေလောင်းတဲ့ပုံစံပြီးတော့နောက်သုံးထားတဲ့စိုက်ပျိုးမြေပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့ကိုကျွေးခြင်းနဲ့အားစီးပမာဏပေါ့နော်ကျွန်တော်တို့ကတော့အပင်ကိုကြာထားမှလည်းကြာလေးထားမယ်ပေါ့နော်ကြာလေးထားမယ်ကိုလိုချင်တဲ့စိုက်ရအောင်လဲဆွဲတင်မယ်ဆိုတော့အားစီးကိုနေ့တိုင်းကျွေးတယ်ဒါပေမဲ့ပမာဏအများကြီးကျွေးတာမဟုတ်ဘူးပေါ့နော်ပုံမှန်အားစီးပမာဏပဲအဲ့ဒါကိုနေ့တိုင်းကျွေးသွားပြီးတော့အပင်ကအရင်ကြီးလဲအားစီးအများကြီးစားတာမျိုးလည်းမဖြစ်ဘူးအားစီးမစားရတဲ့ရက်တွေပါလည်းမရှိဘူးပေါ့နော်သူပုံမှန်လေးအားစီးစားသွားပြီးတော့အပင်ကိုထိန်းသွားတာပေါ့နော်အပင်ကိုအဲ့လိုမျိုးအကြာကြီးစိုက်မယ်ဆိုရင်အဓိကအရေးကြီးတာအပင် stress မဝင်ဖို့ရယ်ပြီးတော့ဒီအမြင့်တွေကောင်းကောင်းအလုပ်လုပ်ပြီးတော့အားစီးပုံမှန်စားနေမယ်ဆိုရင်အပင်ကပုံမှန်လေးသူ့အချိန်တစ်ခုရောက်ရင်လိုချင်တဲ့ site ကိုရောက်သွားပဲပေါ့နော်ကြီးလာတာ